မင်္ဂလာပါရှင်ချစ်မိတ်ဆွေ9ရက်သားသမီးရှင်တွေဖွားများအားလုံးတို့စောင့်မျှော်နေကြတဲ့ဆမ်မပွင့်ချင်းခိုင်မနှောမီယာငွေကန်ကိုငွေကန်ပွေမေလာတလစာအထူးဟော့စတန်လင်းကိုဆမ်မပွင့်ချင်းခိုင်မှာဟောပေးသွားမှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေတလင်းလာသားသမီးတွေအတွက်ပေါ့နော်အရင်ဦးဆုံးဟောပေးသွားမှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေတလင်းလာသားသမီးတွေကယခုနှစ်မှာအញ្ញအခိုက်အနှဲငယ်လေးရှိတယ်ဆိုပေမဲ့ပေါ့နော်9လပိုင်းမှာအဋိဌာန်လေးတစ်ခုခုဝင်လိုက်မယ်ဆရာမအခုပြောပြပေးတယ်ပေါ့နော်ရေဒီယာလေးတွေကိုဖိဖိစစ်စစ်လေးနဲ့ချိန်မယ်ဆိုလို့ရှိရင်နော်တလင်းလာသားသမီးအများစုဟာအလောက်ကိုင်းခွန်လန်းကောင်းတွေစီးပွားလာလာပါတယ်ပေါ်ရှန်စီမှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေတလင်းလာသားသမီးတွေက9လပိုင်းတလတာလုံးမှာပေါ့နော်ပိုင်ဆောင်မှုပြဿနာတွေဖြစ်ပေါ်နေရဆိုလို့ရှိရင်လည်းအဆင်ပြေမယ်တိုးတက်မှုတွေဖြစ်ပေါ်မယ်ငွေကြေးလာလာပါတွေနဲ့ပတ်သက်ပြီးတော့အလောက်ကိုင်းခွန်လန်းကောင်းတွေလည်းရရှိလာဖို့ရှိပါတယ်စက်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့အလှူကြီးတန်းကြီးတွေလည်းပြုလုပ်ရတတ်တယ်အပြုတ်လူပြိုအပြိုတွေဆိုလို့ရှိရင်လည်းမင်္ဂလာလက်မှတ်ရေးထိုးရတာတွေမင်္ဂလာဆောင်ရတာတွေဒီလိုမျိုးလေးတွေဖြစ်တတ်တယ်ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်ဆွေမျိုးထဲမှာလည်းပဲမင်္ဂလာဆောင်ကိုကိုယ်တိုင်တွားရောက်ချီးမြှင့်ရတာတွေမင်္ဂလာပွဲမှာတွားပြီးတော့ပေါ့နော်ကုညီဝိုင်းဝန်းပြီးတော့ပီတိဖြစ်ရတာမျိုးတွေလည်းကြုံတတ်ပါတယ်ရှင်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်စီးစိမ်ဥစ္စာငွေကြေးပတ်စံနေနဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ပစ္စည်းအသစ်တွေဝင်ဖို့ရှိတယ်အဝင်ကောင်းပါတယ်တိုးပွားခြင်းပေါ့နော်ပေါ်ရှန်ခြင်းဆိုတဲ့နမိတ်လေးရှိနေတဲ့အတွက်ကြောင့်မို့ရွှေလဲဝင်မယ်ငွေလဲဝင်မယ်အိမ်အောင်ပရိဘောကအသုံးဆောင်ပစ္စည်းအသစ်တွေလည်းပဲရရှိခြင်းဖြစ်မှာလိမ့်မယ်ရှင်အောင်မြင်မှုတွေလူရင်ဆန္ဒတွေကတလုံးတစ်ဝါတည်းနဲ့တစ်ခုချင်းစီအရင်တုန်းကပြည့်စုံလာတာဖြစ်ပါတယ်အခုခါမှာတော့2ခု2ခါ4ခု4ခါ8ခု8ခါပေါ့နော်ဒီလိုမျိုးလေးတွေဇက်တိုက်တိုးပွားခြင်းအဝင်ကောင်းခြင်းလေးတွေဖြစ်ပေါ်မှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေတလင်းလာသားသမီးတွေ follow လေးမလုပ်ရသေးဘူးဆိုရင်ဆင်မပွင့်ချင်းခိုင်အကောက်ကို follow လေးလုပ်ထားပါအမြဲတမ်းကံကောင်းခြင်းတွေရရှိပြီးတော့ပေါ့နော်ဥစွာကံကောင်းအောင်လက်ပွင့်အောင်ဆောင်ရန်ရှောင်ရန်လေးတွေသိရအောင်လို့ပေါ့နော်ချစ်မိတ်ဆွေတလင်းလာသားသမီးတွေအနေနဲ့ဆရာမရဲ့ဟောစတန်တွေကအရန်မှန်တယ်ဆရာမရဲ့ဟောစတန်လေးတွေကိုပေါ့နော်နားထောင်ပြီးတော့ဆောင်ရန်ရှောင်ရန်လေးတွေလုပ်တာအရန်ပဲအဆင်ပြေတယ်ဆိုတဲ့အတွက်လည်းဝမ်းသာပါတယ်ဆရာမကျမရေးအခြေအနေကြပေါ့နော်ဟော့စတန်လေးတွေတင်တဲ့အခါမှာလည်းပဲအနည်းငယ်လေးနောက်ကျသွားတာလေးတွေကိုလည်းခွင့်လွှတ်ပေးပါ9ရက်သားသမီးရှင်တွေဖွားများအားလုံးတို့အတွက်လည်းတင်ပေးသွားမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့များလေးလည်း share ပေးသွားပါနော်ကံကောင်းခြင်းတွေကိုလည်းယူပါကံကောင်းပြီးချမ်းသာပြီးငွေပိုက်ဆံတွေများစွာဝင်ပြီးဆိုပြီးတော့မှ comment လေးတွေရေးသွားကြပါအောင်ရှင့်ချစ်မိတ်ဆွေတင်လင်းလာသားသမီးတွေကကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့အနည်းငယ်လေးဂရုစိုက်ရမယ်ရှင်ဝမ်ဖိုင်နဲ့ပတ်သက်တဲ့ယောဂမျိုးလေးတွေခေါင်းမူတာလေးတွေသွေးတိုးသွေးကြတာလေးတွေဖြစ်တတ်ပါတယ်